DFA online game မှာရောလောကလို့ရှိရလားလို့အမောတကြီးနဲ့သူကြည့်လိုက်ပါတယ်အန်ဟောသွားတာကသူ့ရဲ့ SEO က status တွေကအကုန်ရှိနေသေးတာပါ game ရဲ့ဘက်ကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့ဒါနဲ့သူလည်းရှိပါစေလို့ဆုတောင်းရင်း UE ရဲ့နှလုံးသားလေးကိုထုတ်လိုက်ပါတယ် UE ကတကယ်ပဲပြန်သက်ရှင်လာခဲ့တယ်သူတို့နှစ်ယောက်တကယ်ပဲပြောသွားခဲ့ကြပါတယ်အခုဆိုရင်အာဆူနာကိုပဲရှာဖို့လိုအပ်တော့တာပါဘာတွေဖြစ်နေတာလဲသူနားမလည်နိုင်တော့ပါဘူးဒီနေရာက SEO မဟုတ်တာတော့လုံးဝကိုသိကြပါတယ်အဲ့ဒါနဲ့ပဲ UE ကစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒီနေရာက Cardinal System ထက်ဘာရှင်းပို့နေပြီး SEO စာပါကို copy လုပ်ထားတာကိုသိခဲ့ရပါတယ်အဲ့ဒါကြောင့်ပဲသူ့ရဲ့ data တွေကကျန်နေသေးတာလည်းဖြစ်တယ် copy လုပ်လိုက်တာကြောင့် status တွေအကုန်ပါလာပေမဲ့ two source key အပြင်တခြား item တွေကိုတော့သုံးလို့မရတော့ပါဘူး error လိုက်ရှာတဲ့ program မမြင်ခင်ဒါတွေကိုဖျက်ပစ်လိုက်ဖို့ UE ကကြံပေးခဲ့ပါတယ် scale တွေကတော့ game master ကိုယ်တိုင်စစ်မှမြင်မှာမို့စိတ်ပူစရာမလိုပါဘူးအခုတော့ beta မဟုတ်ဘဲနဲ့သူဟာ cheater ဖြစ်နေခဲ့ပါပြီ UE ကိုတော့ system က navigation pixel ဆိုပြီးသတ်မှတ်ထားတယ်အဲ့ဒီနောက်မှာတော့သူမကလည်း very detail လေးပုံစံကိုပြောင်းသွားခဲ့ပါတယ်ဒါပေမဲ့သူမမှာအရင်တုန်းကလိုမျိုး admin power တော့မရှိတော့ပါဘူးအဲ့ဒီလိုနဲ့အတောင်ပံတွေနဲ့စပြန်တန်းကြည့်ဖို့အတွက်သူစူးစမ်းလိုက်တယ်ကောင်းကင်ရန်တနေရာမှာတော့လီဖာတို့ကစီကတ်ဆိုတဲ့မျိုးနွယ်နဲ့တိုက်ခိုက်နေပါတယ်သူမကြောင့်ပေးမိနေတဲ့နေရာကိုကီရီတိုတယောက်ကပြောကြလာခဲ့က level နဲ့ status မြင့်နေတော့သူလွယ်လွယ်လေးပဲတိုက်ခိုက်နိုင်ခဲ့တယ်လီဖာရဲ့အကူအညီနဲ့ပဲပြန်တာကိုလည်းတင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ကဘာသစ်ပင်ကြီးချောင်းကိုမေးခဲ့ကအဲ့ဒီသစ်ပင်ဘော်ကိုတတ်နိုင်တာကဒီဂိမ်းရဲ့နောက်ဆုံး quest ဖြစ်ပြီးတတ်နိုင်ခဲ့လို့ရှိရင်တော့ Fairy Bean Oberon နဲ့တွေ့ခွင့်ရပြီးအစင်းမြင့်တဲ့ FF ဖြစ်ကိုပြောင်းဝင်ရမယ်လို့ရှင်းပြလိုက်တယ်အဲ့ဒီလိုသာဆိုစိတ်ကြိုက်ပြန်နိုင်စွမ်းကိုလည်းရသွားမှာဖြစ်ပါတယ်အဲ့ဒီကိုရောက်ဖို့ကလည်း Guardian တွေကြောင့်တော်တော်ကိုခက်ခဲပြီးနိုင်ဖို့အတွက်မျိုးရိုးတွေအကုန်လုံးပေါင်းတိုက်မှပဲရမယ်ချင်နေပါမျိုးနွယ်တွေအကုန်လုံးစုစည်းအောင်တော့ဘယ်သူမှမလုပ်နိုင်ကြသေးပါဘူးမျိုးနွယ်စုတစ်ခုနိုင်ဖို့အရင်တခြားမျိုးနွယ်ကကူပေးရတာကမတရားတော့မဖြစ်နိုင်ဘူးဖြစ်နေပါတယ်အဲ့ဒါကြောင့်ထိတ်ဆုံးကိုရောက်ဖို့ဆိုတာကမဖြစ်နိုင်ဘူးလို့ပြောရတော့မှာပဲကီရီတိုကတော့မရရအောင်ကြိုးစားမယ်လို့ပြောလိုက်ပါတယ်အမှန်တိုင်းပြောရရင်သူလူတယောက်ကိုလာရှာတာဖြစ်လို့အဲ့ဒီတစ်ပင်ကိုတက်ချင်တာဖြစ်ကြောင်းကိုပြောပြခဲ့တယ်ကီရီတိုရဲ့ဆုံးဖြတ်ချက်ပြတ်သားတာကိုကြည့်ပြီးတော့လီဖာကကူညီပေးဖို့လုပ်ခဲ့ပါတယ်အဲ့ဒီနောက်တော့သူမဂိမ်းထဲကနေလောထွက်သွားခဲ့တယ်တကယ်တော့လီဖာဆိုတာကတခြားလူမဟုတ်ပဲတစ်ဖက်ကမ်းမှာရှိနေခဲ့တဲ့ကီရီတိုရဲ့ညီမလေးစုကူဟာပါတကယ်လဲလောင်ရင်ထဲမှာဖမ်းခံထားရတာကအာဇူနာဖြစ်ပြီး Fairy Bean ဆိုတာကတော့ Game Master စုကူတို့ဖြစ်ပါတယ်သူကခါယာပါရဲ့ game ကို copy ပြီးတချို့ပလီယာတွေကိုစမ်းသပ်ဖို့အယောက်300လောက်ကိုကြားပြတ်ယူလိုက်တာပါတကယ်ခံစားမှုနာကျင်မှုအစ်စ်တွေကိုပါထဲဖို့ကြံစီနေခဲ့တာဖြစ်ပြီးအဲ့ဒီလိုသာဆိုရင် game ထဲကနာကျင်မှုတွေကအပြင်လက်တွေ့ကဘာမှာပါခံစားရတော့မှာဖြစ်တယ်ဒီလူကအဲ့ဒါကိုအောင်မြင်ဖို့အတွက်လျှို့ဝှက်လှုပ်ဆောင်နေတာဖြစ်ပြီးအောင်မြင်တာနဲ့အမေရိကကိုရောင်းစားဖို့အတွက်လုပ်နေခဲ့တာပါအခုလဲအာဇူနာရဲ့မညံတွေကိုပြောင်းပြပြီးတော့သူ့အယုတ်လုပ်ပြဖို့အတွက်ပြောသားပါသေးတယ်အာဆူနာတယောက်ကီရီတိုသူ့ကိုလာခဲ့မှာကိုမျှော်လင့်နေခဲ့ပါတယ်စုကူဟာကတော့သူ့အကိုကြီးချစ်တဲ့ဂိမ်းကဘာကြီးချောင်းကိုတည်ကျင်တာမို့ FA online ကိုစားစောခဲ့တာဖြစ်ပါတယ်ဒီနေ့တော့သူမကကီရီတိုကိုကူညီပေးတော့မှာပါကီရီတိုကလည်းစူးစမ်းနေခဲ့တယ်လို့တစ်ဖက်မှာအာဆူနာကလည်းထွက်ပြေးရမယ့်လမ်းကိုရှာနေခဲ့ပါတယ်အခက်အခဲတွေရင်ဆိုင်ရင်မော်စကားတွေကိုလည်းတင်ယူရင်းနဲ့ကီရီတိုတယောက်ကဘာတစ်ပင်ကြီးစီကိုတွားနေခဲ့တယ်အဲ့ဒီလိုနဲ့လမ်းမှာသူမတငယ်ချင်းရီကွန်စီကသူမကိုတတိထားဖို့မစိတ်ဝင်လာပါတယ်UE ကလည်းလူအယောက်20လောက်ဒီနားမှာရောက်နေတယ်လို့ပြောတာကြောင့်သူတို့လည်းမော်ကာယန်နဲ့ပုံနေလိုက်ကြတယ်အစင်းမြင့်ထရီစာတကောင်လိုက်လာတာမို့သူတို့ရဲ့နောက်ကဆာလမန်ဒါတွေအုပ်စုလိုက်ကြီးလိုက်နေတာကိုတီးခဲ့ရပါတယ်သူတို့ပြေးပေမဲ့မမီတော့ပါဘူးသူတို့နားကိုရောက်နေခဲ့ပါပြီမက်ချစ်တွေနဲ့စားတိုက်တော့လီဖာကနောက်ကနေရီပေးရင်ကီရီတိုတယောက်သူ့ရဲ့ဓာကွက်တွေနဲ့တိုက်ခိုက်ခဲ့တယ်ရန်သူအင်အားကများတာရဲ့ဂိမ်းနဲ့အသားမကျသေးတာရဲ့ကြောင့်လွယ်တော့မလွယ်ဘူးသူ့ရဲ့မော်ကိုတုံးပြီးမကောင်းဆိုးဝါးတကောင်ဖြစ်ကိုပြောင်းကတိုက်ခိုက်လိုက်တဲ့အခါမှာတော့သူတို့တွေနိုင်ရရှိသွားခဲ့ပါတော့တယ်သူတို့နောက်ကိုဘသူတွေလိုက်လာတာလဲဆိုတာကိုတီးဖို့အတွက်စတူဂူဟာကဂိမ်းထဲကနေထွက်သွားခဲ့ပါတယ်အဲ့နောက်တော့ရေကွန်စီကနေသူတို့တွေကသစ္စာပေါက်ခံလိုက်ရတဲ့အကြောင်းကိုတီးခဲ့ရပါတယ်သူတို့ပါတီလီဒါကသစ္စာပေါက်ပြီးဆာလာမန်ဒါတွေနဲ့ပေါင်းသွားတဲ့အကြောင်းကိုတီးခဲ့ရပါတယ်ခေါင်းဆောင်တွေမဟာမိတ်ပွဲမဲ့နေရာကိုလည်းဆာလာမန်ဒါတွေကအလစ်တိုက်တော့မဲ့အကြောင်းကိုပါတီးလိုက်ရပါတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်လည်းအချိန်မီတားဆီးဖို့အတွက်ထွက်သွားလိုက်ကြကကီရီတိုကကြားဝင်လိုက်ပြီးတော့ခေါင်းဆောင်နဲ့စကားပြောဖို့လုပ်လိုက်ပါတယ်ကီရီတိုကရင်ဆိုင်ရမှာကဂိမ်းထဲကတော်ဆုံးတွေကတယောက်ဖြစ်ပေမဲ့အချစ်ရဲ့စွမ်းအားတွေကြောင့်ကီရီတိုကတိုက်ခိုက်နေခဲ့ပါတယ်လီဖာစီကဓာတ်ကိုပါငှားလိုက်ပြီး SAO မှာတိုက်ခိုက်ခဲ့တဲ့အတိုင်းဓာတ်နှကြောင်းနဲ့တိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ် unit scale တွေမရှိတော့ပေမဲ့လည်းသူကအဲ့ဓာတွေအကုန်လုံးကိုတောင်ကျော်လွန်ခဲ့တဲ့လူဖြစ်တာကြောင့်ဂိမ်းအကူညီကိုယူပြီးစော့နေတဲ့လူတွေထပ်တော့တာရာမှန်ပါပဲနောက်ဆုံးမှာကီရီတိုကသူတို့ရဲ့ဗိုလ်ချုပ်ကိုတောင်နိုင်ရခဲ့တာမို့ဆာလာမန်နာတွေကလက်လျှော့လိုက်ရပါတော့တယ်သ
သစ္စာပေါက်တဲ့စုကတ်ကိုလည်းဆာကူရာကထုတ်ပစ်လိုက်တယ်အခုတော့မျိုးနွယ်စုနှစ်ခုကြားမှာကီရီတိုတယောက်ဟာစော်ကြည့်ပဲလေးဖြစ်သွားပြန်ပါပြီအဲ့ဒီနောက်တော့အကောင်လုံးကိုနှုတ်ဆက်ပြီးမျိုးတော်အာလန်ကိုလာခဲ့လိုက်တယ်တစ်ပင်နဲ့လည်းတော်တော်ကိုနီးနေခဲ့ပြီးဖြစ်ကအာဆူနာကလည်းလောပွင့်ပြီးတော့လှောင်ရင်ကနေသူ့ဘာသာထွက်ပြေးလိုက်ပါတယ်မကြခင်စာပါ update လုပ်တော့မှာမို့ player တွေကိုလောလုပ်ဖို့အတွက်တည်ပေးနေပါတယ်အာဆူနာတယောက်လည်းထွက်ပြေးလာရင် SAO က player တွေရဲ့အုံနောက်ကိုစမ်းတက်နေတဲ့စမ်းတက်ကန်စီကိုရောက်ခဲ့ပါတယ်တကယ်ကိုရက်စက်တဲ့လုပ်ရက်တွေဆိုတာကိုသူမမြင်တွေ့ခဲ့ရပြီး system console ကိုတွေ့တော့အဲ့ဒီကနေလောလုပ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူမပဲပြန်ဖမ်းခံလိုက်ရပါတယ်ခီရီတိုနဲ့ဆူကူဟာတို့ကတော့အာဆူနာကိုတွေ့ဖို့အတွက်ဆေးရုံကိုတွားနေကြပါတယ်အာဆူနာကတော့ပြန်ဖမ်းခံလိုက်ရပြီးကွန်ဆိုးရုံးကကလေးကိုတော့ယူလာနိုင်ခဲ့ပါသေးတယ်ဆူကူဟာကတော့အပြင်မှာခီရီတိုရဲ့အာဆူနာပေါ်ခံစားချက်ကိုကြည့်ပြီးဂိမ်းထဲမှာလာပြီးတော့ကြေကွဲလူငယ်လေးဖြစ်နေခဲ့ပါတယ်သူမနဲ့ဂိမ်းထဲမှာတူတူရှိနေတဲ့လူကလည်းသူမချစ်တဲ့ကိုကြီးဆိုတာကိုခုချိန်ထိမသိသေးပါဘူးဒီလိုနဲ့သူတို့တွေတစ်ပင်ကြီးစီကိုလေ့လာဖို့အတွက်ထွက်လာခဲ့လိုက်ကြကယူအီကအာဆူနာရှိနေတယ်ဆိုတာကိုတတိထားမိသွားခဲ့တယ်ဒါဆိုရင်တော့အပင်ထိတ်မှရှိနေတာကအာဆူနာဆိုတာသူ့အတွက်ကိုလုံးဝတေချာသွားခဲ့ပြီဖြစ်ပါတယ်သူဟာအပေါ်ကိုချက်ချင်းပဲပြန်တက်သွားခဲ့ပြီမဲ့ပထမတစ်ခါပလီယာတွေဂုံပို့ပြီးရောက်တော့မလို့ဖြစ်ကြတဲ့ကအပေါ်မှာကာယံတစ်ခုကိုဂိမ်းမာစတာကဖန်တီးပစ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်သူတို့တွေစက်တက်လို့မရခဲ့တော့ဘူးယူအီရဲ့အတန်ကိုအာဆူနာတယောက်ဟာကြားလိုက်ရတာကြောင့်ကက်လေးကိုအပစ်ချပေးလိုက်တဲ့ဒီကက်ကကွန်ဆိုးကွန်ပျူတာမှာတုံးလို့ရမှာပါယူအီတောင်မှ system menu တွေကိုခေါ်လို့မရပါဘူးအဲ့ဒါကြောင့်ဂိမ်းထဲကိုဝင်ဖို့ကလွယ်ပြီးမရှိတော့ဘူးဒီဖာကိုကူတီလုပ်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ကြောင်းနဲ့အခုကစပြီးတော့သူတယောက်တည်းလှုပ်တော့မယ်ဆိုပြီးတော့ထွက်သွားခဲ့တယ်ဂိမ်းဘောက်ကိုရောက်ဖို့အတွက်ဆိုရင်တော့ဂါဒီယန်တွေများကြီးကိုဖျက်ကျော်ရအောင်ပါဂါဒီယန်တွေကရန်ကိုများပြားလွန်းတာကြောင့်ကီရီတိုတယောက်ဟာအကုန်လုံးနဲ့တော့ရှင်မချနိုင်ခဲ့ပါဘူးနောက်ထပ်နည်းနည်းပဲငါတည်သွားပြီလားဒီကဘာကိုစိတ်ထဲမှာတော့ဂိမ်းတစ်ခုပဲလို့ထင်ခဲ့တယ်ဒီလိုတွေတွေးလို့ပြပေးခံရတာလားငါရဲ့စွမ်းအားဆိုတာက skill နဲ့ status တွေကိုခြေခံထားတာသိပေမဲ့ငါလုံနိုင်စွမ်းကိုကျော်လွန်ပြီးတော့ဘာမဆိုလုံနိုင်မယ်လို့ယုံကြည်ခဲ့တယ်လို့ကီရီတိုတယောက်ဟာတွေးနေခဲ့ပါတယ်အဲ့ဒီအချိန်ဒီဗာတယောက်ဟာဝင်လာပြီးတော့သူ့ကိုအသက်ပြန်သွင်းလို့ရမယ်ခိုးကိုလာယူခဲ့ပါတယ်သူမကအသက်နဲ့ရင်ပြီးတော့ကိုသူ့ကိုလာခဲ့တာဖြစ်တယ်အဲ့ဒီနောက်လီဖာကိုကျေးဇူးတင်ကြောင်းပြောပြီးတာနဲ့လက်မလျှော့ပဲထောက်ဝင်ဖို့ကြိုးစားခဲ့ပြန်ပါတယ်သူ့ကိုတားဖို့ကြိုးစားနေတဲ့လီဖာကိုတော့သူဒီကိုလာရတဲ့အကြောင်းပြချက်ကအာဆူနာကိုကယ်ဖို့အတွက်ပဲလို့ပြောပြလိုက်ပါတယ်သူလိုက်ရှာနေတဲ့လူရဲ့နာမည်ကအာဆူနာလို့ပြောလိုက်တဲ့အခါမှာတော့လီဖာတယောက်ဒါဟာသူ့ကိုကြီးဖြစ်တာကိုသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီတော့မှလီဖာကဆူကူဟာဆိုတာကိုကီရီတိုကလည်းတီးသွားခဲ့ပြီးသူမကချက်ချင်းပဲလောလုပ်သွားခဲ့ပါတယ်ကြေကွဲရပြန်ပြီးပေါ့ကီရီတိုကတော့သူညမရဲ့ခန်းကိုလာပြီးတကားခောက်ခဲ့ပါတယ်ဒါပေမဲ့ဆူကူကတော့မခံစားနိုင်တော့ဘူးသူ့ကိုတယောက်တည်းနေခွင့်ပေးပါလို့တောင်းဆိုခဲ့ပါတယ်နာဖ်ကီယာကိုပြန်သုံးလို့စိတ်ဆိုးတာဆိုရင်တောင်းပန်ပါတယ်လို့ကီရီတိုကပြောတဲ့အခါအဲ့ဒါကြောင့်မဟုတ်ဘူးငါနှလုံးသားကိုတစ္ဆာဖောက်မိတယ်အကိုကြီးကိုချစ်တဲ့ခံစားချက်ကိုတစ္ဆာဖောက်မိတယ်အားလုံးကိုမေးပြီးလက်လွတ်ဖို့အတွက်ကီရီတိုခွန်းကိုချစ်ဖို့ဆုံးဖြတ်ခဲ့တာအဲ့ဒါတောင်မှလို့ဆူကူဟာပြောမထွက်ခဲ့တော့ပါဘူးငါအကုန်လုံးကိုသိပါတယ်အကိုကြီးနဲ့ငါကတကယ်မောင်နှမတွေမဟုတ်ဘူးဆိုတာကိုလည်းသိပါတယ်ငါဒါကိုရှင်းနှစ်ကမှသိတာအကိုကြီးကခန္ဓာကိုမကစားတော့ဘဲနဲ့ငါ့ကိုရှောင်တာဒါကိုသိသွားလို့မလားငါကတပည့်ညမမဟုတ်လို့မလားဒါဆိုပါလို့အခုမှလာကောင်းပြနေတာလေငါအကိုကြီး SAO ကနေသက်ရှင်လျက်ပြန်လာလို့ဝမ်းသာနေတာလေငငယ်တုန်းကအတိုင်းပြန်ပြီးတူတူပြန်နေနိုင်လို့အရန်ကိုပျော်နေခဲ့တာနောက်ဆုံးတော့ငါ့ကိုကြည်နေတဲ့အတွက်ကြောင့်ပဲဒီလိုမှန်းသိရင်အစောကြီးကတည်းကခက်ခေါ်နေတာပဲကောင်းတယ်အဲ့ဒီလိုဆိုအကိုကြီးကိုချစ်တဲ့စိတ်ရောအာဆူနာကြောင်းတည်ပြီးနာကျင်ရတာကောအကိုကြီးစားခီရီတိုကိုချစ်ဖို့ကြိုးစားမိမှာမဟုတ်ဘူးလို့ဆူကူဟာကပြောလိုက်တဲ့အခါခီရီတိုကတော့တောင်းပန်ပါတယ်လို့သာပြောနိုင်ခဲ့ပါတယ်အခုတော့နှစ်ယောက်လုံးကခံစားနေခဲ့ကြရပြီဖြစ်ပြီးခီရီတိုတယောက်သူဟာသားရင်မဟုတ်ဘူးဆိုတာကို10နှစ်သားတုန်းကစတည်ခဲ့ရတာပါအဲ့ဒါကြောင့်ပဲသူဟာနက်ဘော့ဂိမ်းတွေဘက်ကိုလှည့်ခဲ့တာဖြစ်တယ်တယောက်အကြောင်းတယောက်ဘလို့မှမသိနိုင်တဲ့ဖန်တီးထားတဲ့ကဘာဒီလိုကဘာကြီးရဲ့ရိတ်အောင်မှာသူဟာပျော်ရွှင်ခဲ့ပါတယ်လွန်ခဲ့တဲ့2နှစ်တာ SAO မှာနေခဲ့ရလို့သူတီးခဲ့ရတာကအပြင်ကဘာနဲ့ဗီယာကဘာကြားမှာကွာခြားမှုမရှိခဲ့ဘူးဆိုတာပါပဲအဲ့ဒီလူကဘလို့လူမျိုးလဲဆိုတာကိုမသိပေမဲ့လုံနိုင်တာကယုံကြည်ပြီးလက်ခံလိုက်ရုံပဲလက်တွေ့ကဘာကိုပြန်ရောက်တော့စူးကူးငိုနေတာကိုမြင်တော့သူဟာဝမ်းသာမိတယ်အဲ့အတွက်ကြောင့်လဲဒီနေ့နှစ်တာစူးကူးနဲ့ဂျာကကွာဝေးကိုနီးစပ်အောင်ဘလို့လုပ်ရမလဲလို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့သူစူးကူးဟာကိုဘာမှပြန်မလုပ်ပေးနိုင်ခဲ့တာကိုသိသွားတဲ့အတွက်ဂိမ်းထဲကမြောက်ပိုင်းကွင်းပြင်မှာတွေ့ဖို့အတွက်ကီရီတိုကပြောလိုက်ပါတယ်သူမဂိမ်းထဲကိုပြန်ရောက်တော့ရီနိုကိုတွေ့လိုက်ရပြီးအဲ့ဒီနောက်မှာတော့ကီရီတိုနဲ့သူဟာလက်ရည်ချင်းရှင်ပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်
ဒါပေမဲ့ကီရီတိုကတော့ရှုံးပေးခဲ့ကဆူဂူကိုတောင်းပန်ချင်တာကြောင့်ဒါနဲ့ပဲထိုးကန်တော့မယ်လို့ပြောခဲ့ပါတယ်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာပြည်တယ်မှုတွေရသွားခဲ့ကြပြီးရီနိုလီဗာတို့ရဲ့အကူအညီနဲ့သူဟာနောက်ထပ်တစ်ချိန်စူးစမ်းဖို့အတွက်ဝင်သွားခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့သူတို့နှစ်ယောက်ကကီရီတိုကိုနောက်ကနေထိုင်ကြီးပေးပြီးတော့များပြားလာတဲ့ရန်သူတွေကိုတိုက်ခိုက်ခဲ့ပါတယ်ရန်သူတွေကဘလို့မှကိုရှင်တိုက်လို့မရအောင်များပြားလွန်နေပြီးရီခွန်တယောက်လီဗာအတွက်တက်တည်ခံပြီးတော့တောင်ကူညီခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မဟာမိတ်တွေပါရောက်လာကြပြီးကူညီပေးခဲ့ကြကဆာကူရာတို့တွေနဲ့အယ်လီစီယာတို့ဘွဲတွေအကုန်လုံးကရောက်လာကြတာဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ကီရီတိုတယောက်ဂိတ်ဘောက်ကိုဝင်ခွင့်ရသွားခဲ့ပြီးဂိတ်ဘောက်ကတော့ပွင့်မလာခဲ့ဘူးယူအီကတော့ဒါဟာကွက်စနိုင်သွားရင်ရောက်ရမယ်နေရာမဟုတ်ဘူးလို့ပြောခဲ့တယ်ဒီနေရာက assistant admin တွေထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးတော့ကစားသမားတွေလာခွင့်မရှိတဲ့နေရာပါသူ့အိတ်ထဲကကတ်ကိုထုတ်လိုက်ပြီးယူအီကိုတုံးဖို့ပြောလိုက်တော့ယူအီကအကုတ်ကိုလွှဲပြောင်းယူပြီးတကားကိုပွင့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အပင်တိတ်ကိုရောက်သွားခဲ့ပါပြီခက်ခက်ခဲခဲနဲ့အာဇူနာစီကိုရောက်လာခဲ့ပြီးသူတို့သားမိသားပါ၃ယောက်ကအလွမ်းတည်ခဲ့ကြပါတယ်အာဆူနာကိုတော့လောလုပ်ပြီးလို့မရသေးပါဘူး system နဲ့တိုက်ရိုက်ချိတ်ထားတဲ့ကွန်ပျူတာကိုသုံးမှပဲရမှာပါအန်ရရဲ့ကြီးတာတခုခုလာနေပြီလို့ပြောပြီးတော့ UE တယောက်ကပြောက်ခွဲသွားခဲ့တယ်အဲ့ဒီနောက်မှာတော့ဆူဂူကိုတယောက်ကလည်းရောက်လာခဲ့ပါတော့တယ်အက်ဒမင်ရဲ့လုပ်ပိုင်ခွင့်တွေနဲ့ခီရီတိုကိုမြေကြီးနဲ့ကတ်ထားခဲ့ကအဲ့ဒီနောက်မှာတော့သူ့ရဲ့ဂျန်စီကြီးကိုစာပြောပြပါတော့တယ် SAO ကနေလွတ်လာတဲ့ပလီယာရောက်300ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ခန်းစားချက်ဆိုင်ရာထိန်းချုပ်မှုတွေကိုလေ့လာနေတာက80%လောက်ပြီးသွားပြီဖြစ်ပြီးဘယ်သူမှမလုံနိုင်တဲ့လူရဲ့စိတ်ဝိညာဉ်ကိုထိန်းချုပ်တာကိုသူလုံနိုင်သွားပြီဖြစ်ကြောင်းကိုပြောခဲ့တယ်သူတို့နှစ်ယောက်ကိုလည်းမထိန်ချုပ်ခင်မှာပျော်စရာကောင်းတဲ့ပါတီလေးလုပ်ရအောင်ဆိုပြီးအာဆူနာကိုချုပ်ထားလိုက်ပါတယ်ပြီးတော့နာကျင်မှုကိုခံစားရမယ့်ကွန်ထရိုးကိုခေါ်လိုက်ကရှေ့အထိကိုရှော့ချလိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်တာနဲ့ကီရီတိုတယောက်ဓာတ်နဲ့ထိုးကန်ရတဲ့နာကျင်မှုကိုစတင်ခံစားလိုက်ရပါတော့တယ်အဆင့်3အောက်ကိုသာရောက်သွားရင်တော့တကယ်ခန္ဓာကိုယ်ကိုပါထိခိုက်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်သူ့ကိုဓာတ်နဲ့ထိုးခဲ့ပြီးသူ့ရှေ့မှာအာဆူနာကိုဖျက်ဆီးဖို့အတွက်လုပ်ပြနေခဲ့ပါတယ်နောက်ပြီးသူမရဲ့ဈေးရုံခန်းစီကိုတွားပြီးတော့သူ့ကိုမြင်အောင်လုပ်ပြမယ်လို့ပါပြောနေခဲ့တာပါကီရီတိုရဲ့စိတ်ထဲမှာတော့ဒါကငါရဲ့ပြစ်ဒဏ်လားဂိမ်းထဲမှာငါကပြိုင်ဘက်မရှိတဲ့သူရဲ့ကောင်လို့ထင်ခဲ့တာအာဇူနာကိုကိုယ့်အင်အားတစ်ခုတည်းနဲ့ကယ်နိုင်မယ်လို့ထင်ခဲ့တာငါမှဘာဆောင်မှမရှိဘူးပဲလို့တွေးနေခဲ့ပါတယ်အဲ့ဒီအချိန်ထွက်ပြေးတော့မလို့လားအရှုံးပေးတော့မလို့လားဆိုတော့ခါယာဘရဲ့တန်ကိုကြားခဲ့ရပါတယ်သူကဘာတတ်နိုင်မှာလဲပလေယာတယောက်အနေနဲ့ဟိုကဂိမ်းမာစတာကိုဘယ်လိုရှင်နိုင်မှာလဲလို့ကီရီတိုကမေးတော့ဒီလိုဆိုရင်ငါတို့တိုက်ပွဲရဲ့အဓိပ္ပာယ်ကိုပျောက်သွားစေလိမ့်မယ်ငါတီထွင်ထားတဲ့ system ရဲ့အကန့်အသတ်ကိုကျော်လွန်ပြီးလုံးပြနိုင်ခဲ့တဲ့အတွက်အနာဂတ်မှာဖြစ်လာနိုင်ခြေကိုမြင်အောင်လုပ်ပေးခဲ့တဲ့ငါတို့ရဲ့တိုက်ပွဲကိုပေါ်လို့ခါယာဘကပြောလိုက်ကကီရီတိုကိုလည်းထားလိုက်တော့လို့ပြောလိုက်ပါတယ်ဆူဂိုကတော့အာဆူနာကိုတလွာချင်းစီချွတ်နေခဲ့ကကီရီတိုကတော့ခါယာဘပြောတာတွေကိုကြားပြီး motivation ရသွားခဲ့ပါပြီဒီစိတ်ဆွမ်းမရှိတဲ့ဓာတ်သက်ဆိုင်ရင် SAO မှာခါယာဘသူ့ကိုထိုးခဲ့တဲ့ divine စောကပို့ပြီးလေးတယ်လို့တွေးပြီးတော့ထားလာခဲ့တယ်ဆူဂိုကတော့ဒါကပတ်ဖြစ်မယ်လို့တွေးနေခဲ့ကအဲ့ဒီအချိန်မှာပဲကီရီတိုတယောက် system လောရင် ID Hicklin နဲ့ဝင်ချလိုက်တဲ့အခါ system command တွေပါပေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Overion ဆိုတဲ့ ID ကိုအစင်တေးတိချလိုက်ဖို့အတွက်ပြောပြီးသူ့ထက်ပိုပြီးအစင်မြင့်တဲ့ ID ကြောင့်ဆူဂိုကကြောက်လန့်သွားပါတော့တယ်ငါထက်အစင်မြင့်တဲ့ ID ဆိုတာမဖြစ်နိုင်ဘူးငါကဒီကဘာရဲ့ဘရင်နတ်ဖျားကွာလို့ဆူဂိုကပြောတဲ့အခါမဟုတ်ဘူးမင်းကဒီကဘာနဲ့ဒီကလူတွေကိုခိုးထားတာပလင်ပေါ်မှာထိုင်နေတဲ့တကိုးဘရင်တတာပဲလို့ကီရီတိုကပြောလိုက်ပါတယ်ဆူဂိုဦးကိုသူလိုချင်နေတဲ့ဒန်ဒါရီတာကိုပေးလိုက်ပြီးတော့သူ့ဓာတ်နဲ့ချဖို့လုပ်လိုက်ပါတော့တယ်ပိန်းအဘဇော်ဘာကိုလည်း0 T ကိုရှော့ချပစ်လိုက်ပါတယ်ဒီကဘာကခါယာဘဖန်တီးခဲ့တဲ့ကဘာပဲမဟုတ်ပါလားခါရပါဟာဘယ်တော့မှထွက်မပြေးခဲ့ပါဘူးဘယ်အချိန်ဒီမှမဆိုရင်ဆိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူနဲ့စုခိုတို့ချခဲ့ကြပါတယ်ဓာတ်တစ်ချက်တိုင်းကနာကျင်မှုတွေကိုစုံတီခံစားရစီခဲ့ကခီရီတိုတယောက်စုခိုဦးကိုပိုင်းပိုင်းထိုင်ဖြတ်ခဲ့ပါတယ်သူတော်တော်ကိုနာကျင်ခံစားနေရပြီးသွေးမျက်ရည်တွေပါကျလာခဲ့ကနောက်ဆုံးမှာတော့အနိုင်ရရှိသူကခီရီတိုပါအခုဆိုရင်တော့အကုန်လုံးကပြီးဆုံးသွားခဲ့ပြီဖြစ်ကအဆူနာကိုလည်းကယ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်သူအကောင်းဆုံးစူးစမ်းခဲ့ပြီးတဲ့နောက်မှာတော့အဆူနာကိုလည်းလောအောက်ထွက်ပေးလိုက်ပါတယ်သူတကယ်အပြင်ကဘာမှာလာတွေ့မယ်လို့လည်းပြောခဲ့ပါတယ်ဒါနဲ့အရာအလုံးပြီးသွားပြီမဟုတ်ဘူးလားဒီမှာရှိနေတယ်မလားဟီကလေးလို့ကီရီတိုကပြောလိုက်တဲ့အခါမတွေ့တာကြပြီးတော့ကီရီတိုခွန်လို့ခါယာဘကလည်းပြန်နှုတ်ဆက်လာခဲ့ပါတယ်အသက်ရှင်နေတုန်းပဲလားလို့ကီရီတိုကမေးတော့အဲ့ဒီလိုပြောလို့လည်းရတယ်မဟုတ်ဘူးပြောလို့လည်းရတာပေါ့ငါကခါယာဘအကီကိုရဲ့အသီးစိတ်ပုံတူလို့ပြောရမလားပဲလို့ခါယာဘကပြောလိုက်ပါတယ်ပုံရိပ်ရောင်လားထုံးစံအတိုင်းလူနာမလဲအောင်ပြောတတ်တာပဲအရင်ဆုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်လို့ကီရီတိုကပြောလိုက်တော့ကျေးဇူးတင်မှုမလိုပါဘူးမင်းနဲ့ငါကအချင်းချင်းလက်ကားကူပေးရလောက်အောင်
လီမရင်းနှီးဘူးပြန်ပေးဆက်ရမှာပေါ့လို့ခါယာဘာကပြောလိုက်တယ်ဘာလို့ပေးရမှာလဲလို့ကီရီတိုကမေးတော့ဒါရီဟာကဘာရီရဲ့မျိုးစေ့တစီပဲပွင့်ဖူးလိုက်ရင်ဘာလဲဆိုတာသိနိုင်မယ်အဲ့ဒီအစီရဲ့ကံကြမ္မာကမင်းရဲ့လက်ထဲမှာရှိတယ်ဒီကဘာနဲ့ပတ်သက်ပြီးမင်းမမုန်းတာကလွဲပြီးတော့တခြားအရာတွေရှိနေသေးရင်ဖျက်ပစ်လို့လည်းရတယ်မေးပစ်လိုက်လို့လည်းရတယ်ဒါဆိုငါသွားတော့မယ်တစ်ချိန်ကျရင်ပြန်တွေ့ကြမယ်ကီရီတိုခွန်လို့ခါယာဘာကနှုတ်ဆက်သွားခဲ့ပါတယ်ယူအီကိုလည်း system command နဲ့ပြန်ခေါ်နိုင်ခဲ့ပါတယ်သူမကတူနာဖ်ကီယာရဲ့ local storage တွေမှာဝင်ပုံနေခဲ့တာပါကီရီတိုကနောက်မှပြန်လာတွေ့မယ်လို့ပြောခဲ့ပြီးသူလည်းလောထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်တော့သူလည်းစုခုဟာကိုနှုတ်ဆက်ရင်းအာဆူနာကိုတွေ့ဖို့ညဘက်ကြီးစပိန်လေးနဲ့ပြေးထွက်သွားခဲ့ပါတယ်ဒါပေမဲ့အာဆူနာရဲ့အင်ရှိရအောင်ချင်းမှာပဲစုခုအိုရဲ့တိုက်ခိုက်တာကိုခံခဲ့ရကဂိမ်းထဲကနာကျင်မှုကြောင့်လက်တွေ့မှာပါခံစားနေရပါတယ်အဲ့အတွက်ကြောင့်သူကီရီတိုကိုတက်ချင်နေခဲ့တာဖြစ်ပြီးသူ့နာကျင်မှုကြောင့်အမြင်အာရုံတော်ဝေဝါးနေခဲ့ပါတယ်ကီရီတိုဟာအခုတော့အပြင်ကဘာမှာပါတန်မာလာခဲ့ပြီဖြစ်ကသူစုခုအိုကိုတိုက်ခိုက်ပြီးတက်တော့မတက်ခဲ့ပါဘူးအာဆူနာနဲ့တွေ့ပြီးပြွတ်တွေပေးလိုက်ကြတယ်သူတို့နှစ်ယောက်အခုမှအပြင်မှာတွေ့ဘူးကြတာမဟုတ်ပါလားအစိုးရက SAO ကနေလွန်မြောက်လာကြတဲ့လူတွေအတွက်စာပြန်တင်ပေးတဲ့ program လုပ်ခဲ့ပါတယ် Retro Progress ကလည်းဖျက်သိမ်းလိုက်ပြီးစုခုအိုကလည်းဖန်ခံလိုက်ရပါတယ်ဒီဖြစ်ရကြောင့် VRMMO ရဲ့တမိုင်းကမလာခဲ့ပါဘူးလူတွေရဲ့မတင်တဲ့ချက်တွေကများပြားခဲ့ပါတယ်တခြား VRMMO ဂိမ်းတွေကလည်းပိတ်သိမ်းခံခဲ့ရပြီးခါယာဘာကတော့ SAO ကဘာကြီးပြီးဆုံးသွားတဲ့အချိန်မှာပဲတက်တည်သွားခဲ့ပါတယ်ဖြစ်နိုင်တာကတော့သူ့ရဲ့ copy ကို VR Wall ကိုထည့်လိုက်တာဖြစ်နိုင်ပါတယ်ဘာလို့ဆိုနောက်ဆုံးအခေါက်ကခါယာဘာရဲ့ဒီစိတ်နဲ့သူစကားတွေပြောခဲ့တယ်လေ SAO ကလူတွေအကုန်လုံးကအာဂီရဲ့ဆိုင်မှာဆုံခဲ့ကြတယ်ခီရီတိုကလည်း The Sea ကိုအာဂီစီပေးလိုက်ပြီးတော့စံတက်ကြည့်ခဲ့ပါတယ်အဲ့ဒီရလဲအရခါယာဘာပေးခဲ့တဲ့ The Sea က VR ကဘာတစ်ခုကိုစားကနေရေးဆွဲတည်ထင်နိုင်အောင်လုပ်လို့ရတဲ့ software package လို့တည်လိုက်ရပါတယ်လိုင်းဆွဲရကောင်းတဲ့စာပါတစ်ခုသာရှိရင် The Sea ကို download လုပ်လိုက်တာနဲ့ဘယ်သူမှဆို VR Wall တွေကိုပြန်ဖန်တီးနိုင်ပါတယ်အာဂီစီကူညီတောင်းပြီးတော့ဘယ်သူမှဆိုလကားရနိုင်အောင် upload တင်ပေးခဲ့ပါတယ်အဲ့ဒီလိုနဲ့တေဆုံးတော့မလို့ဖြစ်နေတဲ့ VRMMO ဂိမ်းတွေကပြန်အသက်ဝင်လာခဲ့ပါတယ် FA online ကလည်းတခြားအဖွဲ့အစည်းကဝယ်ယူတာကိုခံလိုက်ရပြီးပြန်လည်စတင်နိုင်ခဲ့ပါတယ်ရာနဲ့ချီတဲ့အဖွဲ့အစည်းတိုင်းကသူတို့ကိုယ်ပိုင် VRMMO ဂိမ်းတွေကိုတီထွင်လာနိုင်ခဲ့တယ်ဒီကဘာတွေကိုချင်းချင်းချိတ်ဆက်နိုင်ပြီးတော့အခုချိန်မှာ VRMMO ဂိမ်းတစ်ခုမှာကစားနေတဲ့ဇက်ကောင်တစ်ခုကိုတခြားဂိမ်းစီပြောင်းဆိုနိုင်တဲ့ system ကိုလည်းတီထွင်နေကြပြီဖြစ်ပါတယ်စုကူဟာနဲ့ကီရီတိုတို့ရဲ့မောင်နှမဆက်ဆံရေးကလည်းအဆင်ပြေသွားခဲ့ပြီဖြစ်ပါတယ်ခါယာဘာရဲ့နန်းတော်ကိုလည်းသူပြန်ပြီးတော့တက်တွင်ခဲ့ပါတယ် status တွေကိုပြတ်ချလိုက်ပြီးတော့ဂိမ်းကိုစားကနေပြီးပြန်ဆော့ခဲ့ပါတယ်ကျန်တဲ့လူတွေအကုန်လုံးနဲ့အတူတူသူတို့ဟာဓာတ်တရားကိုနိုင်အောင်ဆော့ဖို့အတွက်လုပ်ခဲ့ကြပါတယ်စီဇန်1လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အဆုံးထိလိုက်ပါစီမျောခဲ့ကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားပေးကြပါဦးနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ anime လေးတွေနဲ့ပြန်လာခဲ့ပါမယ် bye bye guys see you in next video